မျိုးပြနဲ့အဝေးမှရှိတဲ့တောရွာတစ်ခုမှာတော့နေဝင်သွားတာနဲ့ချက်ချင်းပဲမှောင်မဲသွားကြပါတယ်။ရွာဆိုတဲ့အတိုင်းအိမ်တွေကလည်းရွာဖုံးကျောင်းနဲ့အနားမှာရှိတတ်ကြတယ်ဗျ။ဒီကျောင်းထဲမှာဆိုရင်ရှမ်းပြည်ကနေကြွလာတဲ့ဦးစင်းတစ်ပါးတရင်သုံးနေပါတယ်။ဒါပေမဲ့ဒီဦးစင်းကတာမန်ဦးစင်းတော့မဟုတ်ဘူးဗျ။ဦးစင်းမဖြစ်ခင်ကမှအရင်ကသူအောက်လန်းစရာဖြစ်ခဲ့ပူပါတယ်။ဦးစင်းဝစ်လိုက်ပေမဲ့အောက်လန်းလောက်တတ်တဲ့အကျင့်ကိုတော့မဖျောက်ဖျက်နိုင်သေးပါဘူး။ဒီဘုံဝင်ကျောင်းကိုအမိပြုတ်ပြီးတောင်မှဦးစင်းကအောက်လန်းပညာတွေကိုပုံမကျင့်ကြံနေခဲ့ပါတယ်။ကဲဝင်းနိုင်ငါမားထားတဲ့ပစ္စည်းရပြီလား။တပည့်တော်မလို့ရဲလို့ပါဦးစင်း။မင်းရလဲကွာမိချောအလောင်းအစည်းလေးထုတ်ရုံပဲ။ဘလို့ဖြစ်ဖြစ်မီးရှို့လိုက်ပြီးတော့မိဖို့အောင်မှာဘာလို့စီခမ်းပေးမထားလဲ။သူတို့အမျိုးတွေကလုံးဝကိုစောင့်ကြည့်နေတာဖေ။သူတို့ပုံစံတပည့်တော်အရင်ကလုပ်ခဲ့တာတွေကိုသိတဲ့အတိုင်းပဲ။နှမျိုးလိုက်တာ။စနေနေ့သေးပြီးအင်္ဂါနေ့မီးရှို့တာကွာ။ဒီလိုဖြစ်ရမျိုးကလွယ်လွယ်မရနိုင်ဘူး။ဦးစင်းသူ့ဘာရစာဝင်းနိုင်နဲ့စကားပြောပြီးတိတ်မကြဘူးရုတ်တရက်ကြီးရွာသားတစ်ယောက်ကတနက်ကိုင်းပြီးဦးစင်းကိုချိန်ထားခဲ့တယ်ဗျအောင်လာလောက်တဲ့ဖုန်းကြီးဆိုတာခမရမလားဖုန်းကြီးတွေလည်းနားမလဲဘူးငါမိသားစုကိုပြိုကွဲအောင်လုပ်တယ်ခဏသေးကိုသေးရမယ်တနက်တန်စူညမ်းသွားပြီးဦးစင်းကိုထိသွားတာနဲ့ချက်ချင်းပဲတွေ့အိုင်ထဲမှာဘဝကူသွားခဲ့ပါတယ်သူ့ဘာရစာတောင်လန့်သွားပြီးဘာမှမလုံနိုင်မကိုင်းနိုင်ဖြစ်သွားခဲ့တယ်ဗျဦးစင်းကိုပြစ်သွားတဲ့ရွာသားကလည်းပြစ်ပြီးတာနဲ့ဖုန်းကြီးကျောင်းအနောက်ဘက်ကိုပြေးသွားခဲ့ပါတယ်အောက်လန်းလောက်တဲ့အပြစ်တွေကြောင့်လားသာသနာနယ်မြေကိုအသုံးချပြီးမကောင်းတာလှုပ်ထားကြောင်းလာတော့မသိပါဘူးတာမန်ကြီးစံလေးကဦးစင်းကိုထိမှန်ပြီးချက်ချင်းအသက်ပါသွားခဲ့တယ်ဗျအဲ့ဒီဖြစ်ပြီးတဲ့နောက်20လောက်ကြာတဲ့အခါမှာတော့ဖုန်းကြီးကျောင်းမှာဦးစင်းအသက်ခံရတဲ့အကြောင်းကဖြည်းဖြည်းချင်းနဲ့ငြိမ်ကျသွားခဲ့ပါတယ်အဲ့ဒီနေရာရှိနေတဲ့သူ့ဘာရစာဝင်းနိုင်ကတော့အရင်လိုပဲသူ့ဘာရစာအဖြစ်နဲ့ဆက်လက်ရှိနေသေးတယ်ဗျမနက်အချိန်မှာကျေးစီတီးနေတဲ့ကိုရီတစ်ပါးကသူအရွယ်ရောက်လာလို့မိဘတွေကျင်းနှက်ဖို့အတွက်ကိုရင်ဝတ်ထားတာဖြစ်ပါတယ်ကျေးစီတန်ငိန်ကျသွားတော့မှခွေးဥတန်နေလဲငိန်သွားခဲ့တယ်ဗျဦးလို့ရတိုင်းတအားဥတာနော်ကျေးစီတီးလို့ဥတာပြဿနာမရှိပေမဲ့ညာတိုင်း3နာရီဆိုထားတာဥတာဘာသဘောလဲကိုရင်ကငယ်ရွယ်တဲ့အရွယ်ဖြစ်တာကြောင့်တရက်ကိစ္စတွေကိုအယုံကြည်မရှိတဲ့အတွက်ကြားဘူးထားတဲ့ခွေးဥတာကတကယ်ပဲတရက်6တာလားဆိုတာသိကျင်စိတ်တွေဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ပဲကြောင်းထိုင်စရာတော့မရှိဖြစ်နေတဲ့အချိန်ကိုရင်အတွက်စမ်းသပ်ကြည့်ဖို့အခွင့်အရေးရလာခဲ့တယ်ဗျကိုရင်လေးဦးစေဒီနေ့ကြောင်းအပ်ခဲ့မယ်နော်မိုးချိုရင်လည်းတကားတွေပိတ်ဖို့မမေ့နဲ့ကိုရင်လေးကအသေးအချာခေါင်းချိန်လက်ခံခဲ့ပြီးတဲ့နောက်သူစောင့်မျှော်နေတဲ့ရဲ့ရောက်လာလို့ဝမ်းသာနေခဲ့ပါတယ်ညတကောင်ရန်2နာရီအချိန်မှာနှိုးဆက်အတန်းနဲ့အတူခွေးဥတန်းနေကြောင်းကိုရင်လေးနိုးလာခဲ့တယ်ဗျဒါကြောင့်သူခွေးဥတန်းကိုစမ်းသပ်ဖို့အတွက်ကျောင်းဆောင်ကနေထွက်လာခဲ့တဲ့အချိန်ခွေးဥတန်းတွေကချက်ချင်းရပ်သွားခဲ့ပါတယ်ခွေးဥတန်းတွေမရှိတော့ဘဲလေးတိုက်လို့လှုပ်တဲ့တရွက်လှုပ်တန်းတွေနဲ့ပရိတ်အတန်းတွေပဲရှိနေခဲ့တယ်ဗျဒါပေမဲ့ကိုရင်လေးကတရဲတွေကိုကြောက်စိတ်မရှိတာကြောင့်ဖုံးကြောင်အနောက်ဘက်ကတုတ်တန်းကိုလမ်းလျှောက်သွားခဲ့ပါတယ်တကားပိတ်တန်ကျဲသွားလို့ကိုရင်လေးလန့်သွားခဲ့တာကြောင့်လှည့်ကြည့်လိုက်တဲ့အချိန်အသက်60ဝန်းကျင်သပင်ဖြူနဲ့လူကြီးတစ်ယောက်ကိုတွေ့သွားခဲ့တယ်ဗျဒါပေမဲ့လူဆိုတာကိုသိလိုက်တော့မှကိုရင်စိတ်ထဲပေါ့သွားခဲ့ပါတယ်တကားကြီးဝင်းနိုင်လာတာအသားလည်းမပေးဘူးလန့်တော့တာပဲကိုရင်လေးကမှအသားမပေးဘဲနဲ့လာတာလေအလောင်းတွေတူပြီးအောက်လန်းလုံးမဲ့သူတွေလို့တပြေတော့ထင်းတော့တာဒါနဲ့မိုးချုံနေတာကိုဘာလာလောက်တာလဲကိုရင်ရဲ့စိတ်ထက်ထစ်နေလို့ပါလူတွေပြောတာတော့ခွေးဥတာတရဲမြင်လို့တဲ့ကိုရင်လည်းမြင်နေတာနဲ့လာကြည့်လိုက်တာခွေးတွေကလည်းညာတိုင်း3နာရီဆိုဦးနေကြဆိုတော့ဘယ်လိုမျိုးလဲဆိုတာကြည့်ချင်လို့လာတာတခါကြီးရဲ့
သူ့ဘရာဇာကကိုရင်ပြောတာကိုကြားတော့ပြုံးနေခဲ့ပါတယ်ဒီနေ့ကိုရင်တော့တဲကိုမြင်ကိုမြင်ရလိမ့်မယ်မြင်တာကကောင်းပါတယ်တကယ်မရှိမှာပဲဆိုတာဘယ်လိုဖြစ်ဖြစ်ရောက်လာခဲ့ပြီတခါကြီးအတူတူစောင့်ပေးဦးနော်ရပါတယ်ကိုရင်ရဲ့တပည့်တော်လည်းညတကောင်ကြီးနိုးလာတော့ပြန်အိမ်မရတော့ရာသီဥတုကမှောင်းနေပေမဲ့ကိုရင်ပတ်ဝန်းကျင်အခြေအနေကိုပိုးမြင်လာခဲ့ပါတယ်မှောင်နေတဲ့အပြင်ခွေးတစ်ကောင်ကဥတန်းအရင်ဆွဲနေခဲ့တယ်ဗျနောက်တော့ခွေးတွေကကြောက်စရာကောင်းလှအောင်အကုန်ဝိုင်းဥနေတာကြောင့်ကိုရင်ကြက်သိမ်းမှုညင်းတွေထလာခဲ့ပါတယ်သူ့ဘရာဇာကိုကြည့်လိုက်တော့ဘလို့မှကြောက်တဲ့ပုံစံမဖြစ်လို့ကိုရင်အတွက်စိတ်အေးသွားခဲ့ရတယ်ဗျနောက်တစ်ခုကလည်းအနားမှာအဖော်ရှိတဲ့စိတ်ရှိနေခဲ့ပါတယ်တွေ့လားတခါကြီးခွေးတွေကဥနေပြန်ပြီ3 နာရီလဲထိုးနေပြီတကယ်ကခွေးကမနက်3 နာရီထိုးတာကိုဘယ်လိုသိမှာလဲဘာလို့ဥနေတာလဲဆိုတာကိုပါသိချင်တာမလို့ကိုရင်လာပြီးတက်တေရှားနေတာဘာမင်းလို့ဥတာလဲသိချင်တာတခါကြီးရဲ့သူ့ဘရာဇာကခေါင်းပဲညှိ့ပြီးဘာမှပြောတော့ပါဘူးဒီလိုနဲ့ကျောင်းတော်ကနေရန်နာကိုသူ့ဘရာဇာကြည့်လို့ကိုရင်လဲလိုက်ကြည့်ချိန်ခန္ဓာကိုယ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်ခန္ဓာကိုယ်ကပိတ်လှီနေပြီးတော့ခြေလက်တွေကဥကောင်းထက်တောင်ကြီးနေခဲ့တယ်ဗျမျက်နှာကလည်းကြီးနေပြီးမျက်လုံးကအပြိုတောင်ထွက်နေပါတယ်ဒါပေမဲ့ပါးစပ်နဲ့နှာခေါင်းကတော့အပေါက်အရာလောက်ပဲရှိတယ်ဗျခန္ဓာကိုယ်ကညစ်ပတ်နန်းစောနေကသူ့ပုံစံကတကူကူကိုတောင်းဆိုခြင်းနဲ့စမ်းနာရှိနေတဲ့ပုံမှာပဲကိုရင်ဟာရုတ်တရက်ကြီးပိတ်တော်မြင်လိုက်ရတော့ဘာမလုပ်နိုင်တော့အောင်လန့်သွားခဲ့ပါတယ်ပိတ်တာကြီးဘလို့လဲကိုရင်လေးကိုယ်တိုင်အပြင်မှာတွေ့တော့တန်တရားတွေပျောက်သွားပြီလားအခုမြင်နေရတဲ့သူကအရင်ကသူဒီเจ้าမှာဖိုးရွေးခဲ့ဘူးတယ်လေဒါပေမဲ့ဝင်းနီးနဲ့မကြီးတဲ့အော်လန်တွေပဲလောက်ခဲ့လို့ဝကြွေးတွေကလည်းများတာ哦အသေးသွားတော့ဖုံးကြောင်းတော့ပိတ်တာဖြစ်သွားခဲ့ရတာပဲအော်ဟစ်တန်တွေစူလောင်းနေပြီးလူဖြစ်ခဲ့စဉ်တုန်းကလောက်ခဲ့တဲ့အပြစ်တွေကိုအခုမှနောင်နာရနေလဲဘာမှမလုပ်နိုင်တော့ပါဘူးကိုရင်လည်းဒီလိုမြင်တော့အရန်လန့်သွားပြီးအနားမှာရှိတဲ့သူ့ဘရာဇာရဲ့အိမ်ကိုပြေးသွားခဲ့ပါတယ်ဒါပေမဲ့တကားဖွင့်လိုက်တော့ပုတ်စော်နန်းနေတဲ့သူ့ဘရာဇာရဲ့ခန္ဓာကိုယ်ကကြမ်းမြင်ပေါ်မှာလဲကျပြီးတေးနေတာကိုမြင်လိုက်ရတာကြောင့်ကိုရင်တအားလန့်သွားခဲ့တယ်ဗျခုနငါသူ့ဘရာဇာနဲ့ပြောနေတာမဟုတ်လားဒါဆိုရင်ပြန်တွေးကြည့်လိုက်တော့မှကိုရင်ကသူ့တရေနဲ့စကားပြောနေတာဖြစ်ပြီးဒီနေ့အတွက်ပိတ်တာရောတရေကိုပါကျုံးလိုက်ရကြောင်းသိလိုက်ရပါတယ်အခြားသူကိုပြောပြခြင်းလဲယုံမို့မဖြစ်နိုင်တော့ပါဘူးမနက်မိုးလင်းတဲ့အခါမှာကျောင်းထိုင်ဆရာတော်ကြီးကသူ့ဘရာဇာရဲ့အလောင်းကိုလာကြည့်ပြီးအခြားသောကိုတော်တွေနဲ့အတူသူ့ဘရာဇာကြီးအတွက်ပရိတ်ရွတ်ပေးနေခဲ့ကြပါတယ်သူ့ဘရာဇာရဲ့ဝိညာဉ်ကိုကျွတ်လွတ်စေဖို့နဲ့ရှိနေတဲ့အရက်အပေါ်အစွဲအလံမထားဖို့ရွတ်ဖတ်မေတ္တာပို့ပြီးတဲ့နောက်အလောင်းကိုလည်းတုတ်တန်ကိုပို့ဆောင်ပေးလိုက်တယ်ဗျအချိန်တွေကရေစီးချောင်းအတိုင်းနောက်ကိုပြန်မဆုတ်နိုင်တော့တယ်လို့ပါပဲအဲဒီနေ့ကလူငယ်အရွယ်နဲ့ကိုရင်ဝတ်ခဲ့တဲ့ကိုရင်ကယနေ့အထိလူဝတ်မလဲပြတော့ပဲဦးစင်းအဖြစ်နဲ့ဆက်လက်ရှိနေခဲ့တယ်ဗျဒီကိစ္စတွေအားလုံးကကိုရင်ဖြစ်ခဲ့တော့ကဦးစင်းကိုယ်တိုင်ကြုံခဲ့ရတာတွေပဲအခုနှစ်30ကျော်နေပြီအဲ့ဒီကလေးကနေစလို့တေးပြီးနောက်ဘဝဆွေးလာမိပြီးဝကြွေးတဲ့အကြောင်းကိုယုံကြည်လာခဲ့တယ်ဒါကြောင့်မလို့ပဲဦးစင်းဆက်ဝတ်နေခဲ့တာနောက်လာမဲ့လူငယ်တွေအတွက်လည်းကောင်းတာတွေကိုမျှဝေပြီးမကောင်းတာလုပ်တာတွေကိုဟန်တာပေးမယ်ဒီလိုမှဟိုးဦးစင်းရဲ့ဘဝလိုမျိုးမကြုံအောင်မှာပေါ့ဟုတ်ကဲ့ဇလန်လေးကဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ